Changi Kanjiye Fungwethado Tamangjang, The Hidden History of Changi Beach. Silent Progress ကနေပြန်လည်ကြိုးဆိုပါရယ်။ဒီနေ့မှာတော့စင်ကာပူနိုင်ငံရဲ့အလားပါဆုံးနဲ့တမိုင်းအကြောင်းအရာအများဆုံးပြည့်နေတဲ့နေရာတစ်ခုဖြစ်တဲ့ Changi ကမ်းခြေအကြောင်းကိုပြောပြပြသွားမှာပါ။အများစုထတော့ဒီနေရာဟာစပိန်စီအတားကင်ဆိုင်ရင်အပန်းဖြေတဲ့နေရာတစ်ခုဖြစ်ပေမဲ့လိုင်းပုတ်တန်တွေကိုတေချာနားထောင်ကြည့်မယ်ဆိုရင်တော့ပုံမိုရှိချပြီးအမောင်ကျနေတဲ့ဇလန်းတစ်ပုဒ်ကိုကြားရမှာပါ။လင်းကွင်းကြီးမပေါ်ပေါက်ခင်ကဒီနေရာကိုတန်ကြောင်မူဆာလို့ခေါ်ခဲ့ကြပါတယ်။1800ပြည့်နှစ်တွေတုန်းကမလေးရှားဘက်ကနေကြားတွေရေကူးလာတတ်ပြီးအုံတော်တွေလည်းလှဲ့လှဲသွားလာတတ်တဲ့တောရိုင်းနေရာတစ်ခုဖြစ်ခဲ့ပါတယ်။19ရာစုအလဲပိုင်းလောက်မှာတော့ကိုလိုနီအရာရှိတွေပင်လယ်လင်းငင်းခံဖို့တက်သားအိမ်လေးတွေစောက်ပြီးအပန်းဖြေတဲ့စင်ကာပူနိုင်ငံရဲ့နာမည်ကြီးနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီနေရာမှာချန်ဂီဆိုတဲ့နာမည်ဟာတင်ဘောတွေစောက်တဲ့နေရာမှာသုံးတဲ့အလွန်မားကျောတဲ့ချန်ဂီလ်တစ်ပင်ကိုအစွဲပြုပြီးခေါ်ဝေါ်ခဲ့တာပါ။အငြင်းက86မီတာအမြင့်ရှိတဲ့အေယာမချန်ဂီတစ်ပင်ကြီးဟာတင်မောသားတွေအတွက်ရာစုနှစ်ပေါင်းများစွာအမတ်အသားတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့1942ခုနှစ်မှာဂျပန်တပ်တွေအမြောက်ကျင်ရမှာမတုံးနိုင်အောင်ဗြိတိရှတွေကအဲ့ဒီတစ်ပင်ကြီးကိုခုတ်လဲခဲ့ကြပါတယ်။ဒါဟာချန်ဂီရဲ့အေးချမ်းမှုတွေအဆုံးသတ်တော့မယ်ဆိုတဲ့ပထမဆုံးလက္ခဏာပဲဖြစ်ပါတယ်။ဒီကမ်းခြေရဲ့အမောင်မိုက်ဆုံးအချိန်ကာလကတော့1942ခုနှစ်စင်ကာပူကြာဆုံးပြီးချိန်မှာစတင်ခဲ့ပါတယ်။ဂျပန်စစ်တပ်ဟာစုချင်းစစ်စင်ရေးအနေနဲ့ဖေဖော်ဝါရီ20ရက်နေ့မှာတရုတ်လူငယ်တွေကိုကုန်ကားတွေနဲ့ဒီကမ်းခြေကိုခေါ်လာခဲ့ပါတယ်။စစ်စည်းမင်းမြန်းဖို့ဆိုပြီးခေါ်လာပေမဲ့တကယ်တော့ဒါဟာတေတံပေးဖို့ပဲဖြစ်ပါတယ်။တမိုင်းမှတ်တမ်းတွေအရအဲ့ဒီလူငယ်တွေကိုကမ်းခြေမှာတန့်စီစေပြီးကျိုးတုတ်ကပင်လယ်လဲကိုဆင်ကိုင်းခဲ့ပါတယ်။အဲ့ဒီနောက်ဆက်တင်တာတွေနဲ့ဖိခတ်ခဲ့ကြပါတယ်။ကြည်တံမထိမှန်တဲ့သူတွေတောင်မှသူတို့နဲ့အတူကျိုးတုတ်ခံထားရတဲ့အဖော်တွေရဲ့အလေးချိန်ကြောင့်ရေနစ်တည်ဆုံးခဲ့ရပါတယ်။ထောင်ပေါင်းများစွာသောအဖြစ်မဲ့ပြည်သူတွေဒီနေလာမှာအသက်ဆုံးရှုံးခဲ့ရပြီးတည်င်းပတ်ပေါင်းများစွာကြာတဲ့အထိကမ်းခြေရဲ့တဲတောင်ပြင်ဟာတွေ့ရန်လွမ်းနေခဲ့တယ်လို့ဆိုကြပါတယ်။ဒီလိုကြေကွဲဖွယ်တမိုင်းကြောင်းတွေကြောင့်ချန်ဂီကမ်းခြေဟာတဘာပေါ်မှာတရေအချောဆုံးနေတာတွေထက်ကတစ်ခုအထိနာမည်ကြီးပါတယ်။ညဘက်ငါးဖန်ထွက်တဲ့တငါတဲတွေဟာတဲတောင်ပြင်ပေါ်မှာစစ်ဖိနပ်တန်တွေကြီးတက်လာတဲ့အတန်းတွေပင်လယ်ထဲကနေအကူအညီတောင်းတဲ့အတန်းတွေကိုကြားရတတ်တယ်လို့ပြောကြပေမဲ့လှည့်ကြည့်လိုက်တဲ့အခါပင်လယ်ပြင်ဟာငင်းသက်နေတတ်ပါတယ်။ခေါင်းမပါတဲ့အရေးတွေရေစက်မှာလမ်းလျှောက်နေတာကိုမြင်ရတယ်ဆိုတဲ့ပုံမူကြောင်မဲ့ခွဲကောင်းတဲ့ပုံပြင်တွေလည်းရှိပါသေးတယ်။တချို့ဆိုရင်ညဘက်လမ်းလျှောက်ပြီးအပြန်မှာမမြင်ရတဲ့လက်တွေကကုတ်ချထားတယ်လို့မျိုးထူးဆန်းတဲ့ဒဏ်ရာတွေရလာကြတတ်ပါတယ်။သင်ဟာနန်လောကကိုယုံကြည်သူဖြစ်စေမဖြစ်စေဒီနေရာရဲ့လေးတူထဲမှာလေးလံတဲ့ခံစားချက်တစ်ခုရှိနေတာကိုတော့ညှင်းဆန်လို့မရပါဘူး။ဒီနေရာဟာအသိကိုမှတ်မိနေတဲ့နေရာပါ။ဒါပေမဲ့ချန်ဂီဟာဝမ်းနေစရာနေရာတစ်ခုတည်းတော့မဟုတ်ပါဘူး။မယုံနိုင်လောက်တဲ့ကြံကြံ့ခံမှုရှိတဲ့ဇလန်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ကမ်းခြေနဲ့မလန်းမကမ်းမှာရှိတဲ့ချန်ဂီအကျုံးမှာဒုတိယကမ္ဘာစစ်တုံးကမဟာမိတ်စစ်တုံးပုံ9000ကျော်ကိုဖမ်းဆီးထားပါတယ်။ငမ်မွတ်မှုပေါင်းကြတဲ့ကြားထဲကနေသူတို့ဟာမျော်လင့်ချက်ကိုရှင်းတန်းစေခဲ့ပါတယ်။နာမည်ကြီးချန်ဂီပကြီးတွေဟာစတန်လီဝါရင်ဆိုတဲ့အကျုံးသားတစ်ယောက်ကရသမျှဈေးရောင်လေးတွေနဲ့ရွေးဆွဲခဲ့တာပါ။ဒီလှပတဲ့ပကြီးတွေဟာအရာအလုံးဆုံးရှုံးသွားတဲ့သူတွေအတွက်မျော်လင့်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။1945ခုနှစ်စစ်ပြီးသွားတဲ့အခါမှာတော့အစုလိုက်အပြုံတက်ခတ်ခဲ့တဲ့ဒီကမ်းခြေဟာစစ်သုံးပုံတွေလွတ်လပ်ခြင်းကိုပြန်လည်ခံစားရတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီနေ့ကတော့မှာတော့ချန်ဂီကမ်းခြေဟာအပြင်ပိုက်ကြည့်ရင်အရန်ကိုအေးချမ်းတဲ့နေရာပါပဲ။မိသားစုတွေပြောပွဲထွက်ကြတယ်။ကလေးတွေတဲစော်ကြတယ်။ခေတ်စဉ်စင်ကာပူနိုင်ငံရဲ့တိုးကတ်မှုဟာကြေကွဲပွဲအုံမြေကြီးပေါ်မှာအေးချမ်းတဲ့ပန်းကျင်တစ်ခုကိုတီဆောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ရေစက်ကိုတွားပြီးကျွန်းဒီဘက်ကိုလှမ်းပြီးကြည့်လိုက်ပဲဆိုရင်တော့ချန်ဂီဟာကဘာနှစ်ခုကိုဆက်သွယ်ပေးထားတဲ့တရားတစ်ခုဖြစ်ကြောင်းသင်နားလည်လာမှာပါ။တမိုင်းဆိုတာစာအုပ်တွေထဲမှာပဲရှိတာမဟုတ်ပါဘူး။ကျွန်တော်တို့လမ်းလျှောက်နေတဲ့မြေကြီးထဲမှာပဲရှိနေတာကိုသတိပေးနေပါတယ်။နောက်တစ်ခေါက်သင်ချန်ဂီကမ်းခြေကိုနေထွက်သွားကြည့်တဲ့အခါခဏလောက်တိတ်တိတ်လေးနေကြည့်ပါ။လှိုင်းပုတ်တန်တွေကိုနားထောင်ကြည့်ပါ။အဲ့ဒီအတန်တွေထဲမှာကြောက်တွေစစ်သားတွေကြာဆုံးသွားတဲ့သူတွေနဲ့အသက်ရှင်တန်ကြံခဲ့တဲ့သူတွေရဲ့ဇာတ်လမ်းတွေပါဝင်နေပါတယ်။ချန်ဂီရဲ့တိတ်တိတ်စီးထဲမှာအတိတ်ကာလဟာတကယ်တော့ပျောက်ကွဲသွားတာမဟုတ်ပါဘူး။နားထောင်ပေးမဲ့သူကိုစောင့်နေတာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဇာတ်လမ်းလေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းကြောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ like နဲ့ subscribe လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာ။